ဒေါ်နယ်ထရန့်လက်ထက်လူပြောများလာတဲ့ reverse Kissinger မူဝါဒဆိုတာဘာလဲဒီမူဝါဒဟာဘလောက်အထိအရေးပါလဲအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကြည့်ရှုနေတဲ့သင်တို့အနေနဲ့ US နဲ့ရုရှားတို့ကအလွန်ရင်းနှီးနေကြတဲ့မဟာမိတ်တွေဖြစ်နေပြီးတရုတ်နိုင်ငံကိုအတူတကွဆန့်ကျင်တိုက်ခိုက်နေကြတဲ့ကမ္ဘာတစ်ခုကိုမြင်အောင်ကြည့်ကြပါကြားရတာတော့အတော်လေးထူးဆန်းနေနိုင်ပေမဲ့ဒီလိုအခြေအနေမျိုးဟာ reverse Kissinger မူဝါဒလို့ခေါ်တဲ့နိုင်ငံခြားရေးရာမူဝါဒရဲ့မဟာဗျူဟာတစ်ရပ်ပဲဖြစ်ပါတယ်ဒီတော့အဲ့ဒီအခြေအနေဟာတကယ်ရောဖြစ်လာနိုင်ပါမလားဒီနေ့မှာတော့အမေရိကန်သမ္မတဒေါ်နယ်ထရန့်လက်ထက်လူပြောများလာတဲ့ reverse Kissinger ဆိုတဲ့မူဝါဒအကြောင်းနဲ့ဒီမူဝါဒဟာဘလောက်အထိအရေးပါတယ်လဲဆိုတဲ့အကြောင်းကိုသုံးသပ်တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ဒီတော့အစီအစဉ်လေးမစခင်မှာကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ပေးခဲ့ဖို့လည်းတောင်းဆိုလိုက်ရပါတယ်ပထမဆုံးအနေနဲ့ reverse Kissinger လို့ခေါ်တဲ့ Kissinger ပြောင်းပြန်မူဝါဒဆိုတာကဘာလဲဒါကိုနားလည်ဖို့အတွက်ပထမဆုံးအနေနဲ့စစ်အေးတိုက်ပွဲကာလအခြေအနေကိုပြန်သွားရပါမယ်1980ခုနှစ်မှာ United States ဟာ Soviet Union ရဲ့အကြီးအကျယ်ချင်းချောက်မှုကိုရင်ဆိုင်နေရပြီး Henry Kissinger ကတော့ United States ရဲ့ထိပ်တန်းတန်တမန်ဖြစ်နေခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲ Kissinger က Soviet Union ကိုရောတရုတ်နိုင်ငံကိုရောနှစ်နိုင်ငံလုံးကိုတိုက်ခိုက်မဲ့အစားသူတို့အချင်းချင်းတိုက်ခိုက်လာအောင်ဘာလို့မလုပ်ရမှာလဲဆိုတဲ့အယူအဆတစ်ခုကိုအဆိုပြုလာခဲ့ပါတယ်။အဲ့ဒီကာလတုန်းက Soviet Union ကိုဖြိုခွဲပြီးစစ်အေးတိုက်ပွဲမှာအသာရလို့တဲ့အမေရိကန်တို့ဟာ Soviet ကိုတိကျအထီးကျန်တဲ့နိုင်ငံဖြစ်လာစေဖို့နဲ့တရုတ်နိုင်ငံနဲ့ Soviet ကြားခိုင်မာအားကောင်းတဲ့ကွန်မြူနစ်မဟာမိတ်တွေမဖြစ်လာစေဖို့အတွက်တရုတ်နိုင်ငံနဲ့ဆက်ဆံရေးကောင်းတွေပေါ်ဆောင်လာရင်နောက်ဆုံးမှာတော့တရုတ်နိုင်ငံကို Soviet စန့်ကျင်အဖွဲ့ဝင်နိုင်ငံဖြစ်လာအောင်သိမ်းသွင်းနိုင်ခဲ့တာပဲဖြစ်ပါတယ်။နောက်ဆက်တွဲရလဒ်ကတော့1982ခုနှစ်မှာသမ္မတနီဆွန်ရဲ့တမိုင်းဝင်တရုတ်နိုင်ငံအလဲပတ်ခရီးစဉ်ပေါ်ပေါက်လာခဲ့ပြီးစစ်အေးတိုက်ပွဲရဲ့ဟန်ချက်ကလည်းပြောင်းလဲသွားရင်တရုတ်နိုင်ငံရဲ့စီးပွားရေးကဏ္ဍကလည်းတဟုန်ထိုးစတင်မြင့်တက်လာတော့တာပဲဖြစ်ပါတယ်။ယနေ့ခေတ်ကမ္ဘာအခြေအနေတွေမှာတော့ရုရှားဟာအနောက်အုပ်စုရဲ့ပြင်းထန်တဲ့စီးပွားရေးပိတ်ဆို့ဒဏ်ခတ်မှုတွေအောက်မှာယူကရိန်းစစ်ပွဲကြီးဆင်နွှဲနေရပြီးတစ်ဖက်မှာလည်းတရုတ်နိုင်ငံဟာအမေရိကန်ကိုအစအရာရာအန်တုဖက်ပြိုင်လာနိုင်တဲ့မဟာအင်အားကြီးပြိုင်ဘက်နိုင်ငံတစ်ခုဖြစ်လာခဲ့ပါတယ်။ဒီတော့အမေရိကန်နိုင်ငံရေးပညာရှင်အချို့က Kissinger ရဲ့ပြောင်းပြန်ဗျူဟာတစ်ရပ်ကိုဖော်ဆောင်ဖို့အကြံပြုလာကြပါတယ်။ reverse Kissinger ဆိုတဲ့ Kissinger ပြောင်းပြန်မူဝါဒဆိုတာကတော့ United States ရဲ့နိုင်ငံခြားရေးမူဝါဒမဟာဗျူဟာတစ်ရပ်ဖြစ်ပြီးတရုတ်နိုင်ငံရဲ့ဩဇာကြီးထွားလာမှုကိုရပ်တန့်ဟန့်တားနိုင်ဖို့အတွက်ရုရှားနိုင်ငံနဲ့ဆက်ဆံရေးကိုတိုးမြှင့်ရင်တရုတ်နိုင်ငံကိုအထီးကျန်နိုင်ငံဖြစ်စေဖို့နဲ့တရုတ်ရုရှားနှစ်နိုင်ငံယင်းနှိမ့်မှုအားနည်းသွားစေဖို့ရည်ရွယ်တဲ့မူဝါဒပဲဖြစ်ပါတယ်။ဒါ1980ခုနှစ်ဝန်းကျင်စစ်အေးတိုက်ပွဲကာလတုန်းကကျင့်သုံးခဲ့တဲ့အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Henry Kissinger ရဲ့မဟာဗျူဟာနဲ့ဆန့်ကျင်ဘက်ဖြစ်ပြီးအရိုးရှင်းဆုံးပြောရရင်တော့ reverse Kissinger မူဝါဒဆိုတာဟာတခါတုန်းကအမေရိကန်ကတရုတ်နိုင်ငံကိုဆိုဗီယက်နဲ့ဝေးရာတွန်းပို့နိုင်ခဲ့တယ်လို့ရုရှားနိုင်ငံကိုလည်းတရုတ်နဲ့ဝေးရာကိုတွန်းပို့သွေးခွဲမဲ့မူဝါဒပဲဖြစ်ပါတယ်။ဒီတော့ယနေ့ခေတ်သမ္မတဒေါ်နယ်ထရန့်လက်ထက်မှာဒီမူဝါဒရဲ့အခြေအနေကဘယ်လိုရှိနေသလဲ။ယနေ့ခေတ်ကမ္ဘာမှာတော့တရုတ်နိုင်ငံဟာမဟာအင်အားကြီးနိုင်ငံတွေထဲကတစ်ခုအပါအဝင်ဖြစ်လာသလိုစီးပွားရေးစစ်ရေးဆိုင်ရာကဏ္ဍတွေမှာ United States နဲ့အင်အားချင်းဖက်ပြိုင်လာတဲ့အကြီးမားဆုံးသောပြိုင်ဘက်နိုင်ငံတစ်ခုဖြစ်လာခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲရုရှားကလည်းအနောက်အုပ်စုနဲ့အခြေအနေတွေတင်းမာနေပြီးအထူးသဖြင့်ရုရှားယူကရိန်းစစ်ပွဲနဲ့စီးပွားရေးပိတ်ဆို့ဒဏ်ခတ်မှုတွေကြောင့်အတော်လေးသဘောထားတင်းမာနေတာဖြစ်ပါတယ်။ဒါကြောင့် United States ရဲ့နိုင်ငံခြားရေးရာမူဝါဒချမှတ်သူအချို့ကရုရှားနိုင်ငံကိုအရင်ကထက်ဆက်ဆံရေးကောင်းတွေဖော်ဆောင်ထားနိုင်ဖို့ရုရှားတရုတ်ဆက်ဆံရေးအားနည်းသွားစေဖို့ United States ကိုဆန့်ကျင်မဲ့စူပါပါဝါမဟာမိတ်တစ်ခုကိုတားဆီးနိုင်ဖို့နဲ့ကမ္ဘာရေနံဈေးကွက်ကိုချဲ့လဲနေတဲ့ရုရှားနဲ့ဆော်ဒီအာရေဗီးယားလိုအင်အားကြီးနိုင်ငံတွေဥဆောင်နေတဲ့ OPEC အဖွဲ့အစည်းပေါ် United States ရဲ့ဩဇာပိုမိုတက်ရောက်စေဖို့အတွက် reverse Kissinger မူဝါဒကိုအကြံပြုလာကြတာပဲဖြစ်ပါတယ်။ဒါကြောင့်ပဲယူကရိန်းရုရှားစစ်ပွဲနဲ့ပတ်သက်လို့သမ္မတဒေါ်နယ်ထရန့်ရဲ့စကားအချို့ဟာရုရှားကိုမျက်နှာသာပေးတယ်လို့ရှိနေပြီးရုရှားနိုင်ငံဟာလည်းငြိမ်းချမ်းရေးကိုလိုလားကြောင်းယူကရိန်းဟာစစ်ပွဲစတင်ခဲ့တာဖြစ်ကြောင်းစတဲ့စကားလုံးတွေရဲ့နောက်ကွယ်မှာထရန့်အစိုးရအဖွဲ့ကယူကရိန်းသမ္မတဇာလန်စကီးကိုပညာပေးလိုတာအပြင်အခုလိုအကြံစီတွေလည်းရှိနေကြတာဖြစ်ပါတယ်။ဒါပေမဲ့ဘာကြောင့်နိုင်ငံရေးသုံးသပ်သူအချို့က reverse Kissinger မူဝါဒဟာအောင်မြင်ဖို့ခက်ခဲနိုင်တယ်လို့ဆိုကြတာလေ။ယခုချိန်မှာတရုတ်နိုင်ငံနဲ့ရုရှားတို့ဟာအလွန်နီးကပ်တဲ့ဆက်ဆံရေးကောင်းတွေရှိနေကြပါတယ်။တရုတ်နိုင်ငံဟာရုရှားနိုင်ငံရဲ့အကြီးမားဆုံးကုန်သွယ်ရေးမိတ်ဖက်နိုင်ငံတစ်ခုဖြစ်နေတယ်လို့ရုရှားဟာနည်းပညာနဲ့စီးပွားရေးပိတ်ဆို့ဒဏ်ခတ်မှုတွေကနေကုသခန္ဓာရှိသေးဖို့တရုတ်နိုင်ငံကိုမိကိုအားထားလာရပြီးသူတို့ရဲ့ရေနံဓာတ်ငွေနဲ့စစ်ဘက်ဆိုင်ရာနည်းပညာတွေကိုဘေကျင်းကိုရောင်းချနေရတဲ့အပြင်နှစ်နိုင်ငံကြားပူးတွဲစစ်ရေးလေ့ကျင့်မှုတွေလည်းရှိနေခဲ့ကြပါတယ်။ယခင်တုန်းကအောင်မြင်ခဲ့တဲ့1980ကာလတုန်းကတရုတ်နိုင်ငံနဲ့ဆိုဗီယက်တို့အကြားမှာမကြေလည်မှုတွေရှိနေကြပြီးပဋိပက္ခကြီးတွေရှိနေခဲ့ပေမဲ့မျက်မှောက်ကာလမှာတော့တရုတ်နဲ့ရုရှားတို့ဟာစီးပွားရေးနဲ့စစ်ရေးဆိုင်ရာအလွန်ခိုင်မာအားကောင်းတဲ့ဆက်ဆံရေးကောင်းတွေရှိနေကြပါတယ်။အဲ့ဒီအပြင်ယူကရိန်းစစ်ပွဲကလည်းရုရှားတို့ကိုတရုတ်နိုင်ငံနဲ့ပုံမနီးစပ်သွားစေပြီးအနောက်အုပ်စုရဲ့ဆန်ရှင်လို့ခေါ်တဲ့စီးပွားရေးပိတ်ဆို့ဒဏ်ခတ်မှုတွေကြောင့်ရုရှားနိုင်ငံကုန်သွယ်ရေးနည်းပညာနဲ့ငွေကြေးဆိုင်ရာအထောက်ပံ့တွေအတွက်တရုတ်နိုင်ငံကိုအရင်ကထက်ပုံမမိကိုလာရတာဖြစ်ပါတယ်။နောက်ထပ်အချက်တစ်ခုကတော့အနောက်အုပ်စုအပေါ်ရုရှားနိုင်ငံရဲ့ယုံကြည်ကင်းမဲ့မှုပဲဖြစ်ပါတယ်။ United States နဲ့သူ့ရဲ့မဟာမိတ်နိုင်ငံတွေဟာရုရှားနိုင်ငံကိုစီးပွားရေးပိတ်ဆို့ဒဏ်ခတ်မှုယူကရိန်းနိုင်ငံကိုစစ်ရေးအကူအညီတွေထောက်ပံ့နေမှုနဲ့နေတိုးရဲ့အင်အားချဲ့ထွင်မှုတွေကြောင့်ရုရှားနိုင်ငံဟာ United States ကိုယုံကြည်ရတဲ့မိတ်ဖက်နိုင်ငံအဖြစ်မရှုမြင်ထားခဲ့ပါဘူး။
အဲ့ဒီပြင်ပူတင်ကိုယ်တိုင်ကလည်း United States ကိုမယုံကြည်သလိုပူတင်နဲ့ဇီဒိုဟာ United States ကိုဘုံရန်သူအဖြစ်ရှုမြင်နေကြပြီး US လွှမ်းမိုးမှုအားနည်းတဲ့ကမ္ဘာသေးတစ်ခုပေါ်ဆောင်ခြင်းနေကြသူတွေဖြစ်ပါတယ်ဒီတော့ reverse Kissinger မူဝါဒဟာအလုရောဖြစ်ပါမလားထောက်ကန်သူတွေအဆိုအရကတော့ရုရှားကိုလုံလောက်တဲ့ပမာဏတစ်ခုကမ်းလှမ်းလိုက်မယ်ဆိုရင်ဒါကအလုဖြစ်လာနိုင်တယ်ဆိုပါတယ် US အနေနဲ့စီးပွားရေးပိတ်ဆို့တန်ခတ်မှုတွေကိုဖြေလျှော့ပေးပြီးရုရှားနိုင်ငံစီးပွားရေးပြန်လည်တည်ဆောက်ရမှာကူညီပေးမယ်လို့ကမ်းလှမ်းလာခဲ့ရင်ပူတင်ကရောဒါကိုညှင်းပယ်နိုင်ပါမလားတကယ်လို့သာ United States ကရုရှားနိုင်ငံနဲ့ဆက်ဆံရေးကောင်းတွေတိုးမြင့်လာခဲ့မယ်ဆိုရင်တရုတ်နိုင်ငံဟာအရင်ကထက်ပိုမိုအထီးကျန်တဲ့နိုင်ငံတစ်နိုင်ငံဖြစ်လာနိုင်ပြီးဒီအချက်ဟာ US ကိုကမ္ဘာပေါ်မှာဩဇာဆက်လက်လွှမ်းမိုးနေအောင်လဲကူညီပေးနိုင်မှာပဲဖြစ်ပါတယ်ဒါပေမဲ့ဝေဖန်သူတွေကတော့ယူကရိန်းပဋိပက္ခနောက်ပိုင်းကစလို့ရုရှားဟာအမေရိကန်ကိုဘယ်တော့မှယုံကြည်လာတော့မှာမဟုတ်သလိုတရုတ်ရုရှားဆက်ဆံရေးဟာချိုးဖျက်လို့မရလောက်အောင်ခိုင်မာလွန်းနေတယ်လို့ဆိုကြပါတယ်ဒီတော့ပြောရမယ်ဆိုရင် reverse Kissinger မူဝါဒဟာအငင်းပွားပွဲရာအကြံစီတစ်ခုဖြစ်ပေမဲ့ပထဝီနိုင်ငံရေးဆိုင်ရာဆွေးနွေးမှုတွေမှာလည်းအရေးပါတဲ့အခန်းကဏ္ဍတစ်ရပ်အနေနဲ့တည်ရှိနေခဲ့တာပဲဖြစ်ပါတယ်လက်ရှိမှာတော့ reverse Kissinger မူဝါဒဟာ United States ရဲ့အဓိကခြေလှမ်းတော့မဖြစ်လာသေးပေမဲ့တကယ်လို့သာ United States ကဒီမူဝါဒကိုကျင့်သုံးလာခဲ့ရင်ရုရှားနဲ့တရုတ်တို့ရဲ့အလွန်ရင်းနှီးတဲ့ဆက်ဆံရေးကိုဖြိုခွဲနိုင်ပါမလား US အနေနဲ့ရုရှားကိုတရုတ်နိုင်ငံနဲ့ခွဲထုတ်ဖို့အချိန်နှောင်းသွားခဲ့ပြီလားတင်တို့ရဲ့ထင်မြင်ယူဆချက်တွေကိုလည်း comment မှာပြောပြပေးသွားခဲ့ကြပါဦးဒီနေ့အတွက်တော့ဒီလောက်ပါပဲအဆုံးထိကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်